နိုင်ငံဖြတ်ကျော်ဖိနှိပ်ခြင်းဆိုတာဘာလဲသဘောထားကွဲလွဲမှုတွေကိုတိတ်ဆိတ်စေဖို့အကြောက်တရားတွေဖြန့်ကျက်ဖို့နဲ့စန့်ကျင်မှုတွေကိုလျော့ပါစေဖို့အဝေးရောက်လူထုအတိုင်းဝိုင်းတွေနဲ့ပြည်ပရောက်လှုပ်ရှားသူတွေကိုပြစ်မှတ်ထားတဲ့အစိုးရဒါမှမဟုတ်အစိုးရမဟုတ်တဲ့တပ်ဆိုင်ရာတွေရဲ့ကြိုးပမ်းမှုတွေပဲဖြစ်ပါတယ်2024ခုနှစ်ထိနိုင်ငံဖြတ်ကျော်ဖိနှိပ်ခြင်းTNRလှုပ်ဆောင်ခဲ့တဲ့နိုင်ငံပေါင်းအနည်းဆုံး44နိုင်ငံရှိတယ်လို့မှတ်တမ်းတင်ထားခဲ့ပါတယ်။အာဏာရှင်အစိုးရအုပ်ချုပ်တဲ့နိုင်ငံတွေဟာTNRကိုလှုပ်ဆောင်ဖို့ဒါမှမဟုတ်အဝေးရောက်လှုပ်ရှားသူတွေကိုထိရောက်စွာကာကွယ်ဖို့ပြက်ကွက်တာတွေပို့ပြီးလှုပ်ဆောင်နိုင်ပါတယ်။ဒါအပြင်လှုပ်ကြံတပ်ဖြတ်ခြင်းတိုက်ခိုက်ခြင်းပြန်ပေးဆွဲခြင်းအဓမ္မပျောက်ဆုံးစေခြင်းဖမ်းဆီးချုပ်နှောင်ခြင်းအန္တရာယ်ရှိရာကိုပြန်ပို့စေခြင်းမိသားစုကိုချိန်ချောက်ခြင်းချောင်းမြောင်းခြင်းစောင့်ကြည့်ခြင်းတွေလည်းပါဝင်ပါတယ်။ချိန်ချောက်သူတွေဟာရုပ်ပိုင်းဆိုင်ရာဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဖြစ်စေနိုင်တဲ့လက်တွေ့ပြင်ပမှာဖြစ်စေအွန်လိုင်းကနေဖြစ်စေနိုင်ပါတယ်။အာဏာပိုင်တွေအကြားနေဆက်ဖြတ်ကျော်ပူးပေါင်းလှုပ်ဆောင်မှုတွေလှုပ်ဆောင်လေးရှိပါတယ်။မိမိတို့ကိုယ်တိုင်TNRကနေကာကွယ်နိုင်ပါတယ်။တန်တရားဖြစ်ပွဲအပြုအမူတွေပေါ်သတိထားပြီးအတိပေးမှတ်တမ်းတင်နိုင်ပါတယ်။တိတ်တဆိတ်မနေလိုက်ပါနဲ့အကြောက်တရားနဲ့စိတ်လှုပ်ရှားမှုတွေကြောင့်မိမိတို့ရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေကိုအားမလျော့ပါစေနဲ့TNRဟာနယ်စပ်ဖြတ်ကျော်လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။သင်အတိုင်းဝိုင်းမှာသိနားလည်မှုမြင့်တင်ပြီးဒါတွေကိုကာကွယ်ခုခံပါသင်ဘေးဒုက္ခဒါမှမဟုတ်အန္တရာယ်ကြုံတွေ့တဲ့အခါဘယ်သူကိုဆက်သွယ်ရမယ်ဆိုတာကိုအမြဲတတိထားပါမြန်မာနဲ့ထိုင်းနိုင်ငံမှာရှိတဲ့မိတ်ဆွေတွေအိမ်နီးချင်းတွေလူထုအဖွဲ့အစည်းတွေလူမှုအဖွဲ့အစည်းတွေ NGO တွေနဲ့ကွန်ရက်တွေတည်ဆောက်ထားပါသင်ရဲ့ဖုန်းကိုမသုံးနိုင်တဲ့အခါဒါမှမဟုတ်သိမ်းဆည်းခံရတဲ့အခါမှာဆက်သွယ်နိုင်မှုအဓိကဖုန်းနံပါတ်တွေကိုအလွတ်ကျမှတ်ထားပါနယ်စပ်ဖြတ်ကျော်ဖိနှိပ်မှုဆိုင်ရာချိန်ချောက်မှုတွေဟာပြင်ပမှာရောအွန်လိုင်းမှာရောရှိပါတယ်မိမိတို့အတိုင်းအဝိုင်းတွေအကြား digital လုံခြုံရေးကိုမြင့်တင်ပါလုံခြုံရေးဟာစုပေါင်းတာဝန်ယူရမယ့်ကိစ္စဖြစ်ပြီးတဦးဖောက်ပါကအားလုံးအတွက်အန္တရာယ်ရှိပါတယ်ကိုမသိသောလင့်တွေကိုနှိပ်တာကနေရှောင်ကျင်ပါအားကောင်းတဲ့စကားဝတ်တွေကိုသုံးပါလုံခြုံမှုရှိတဲ့ဆက်သွယ်ရေး app တွေကိုသုံးပါလက်ကင်ကရိယာတွေမှာထိရှလွယ်တဲ့ file တွေကိုသိမ်းမထားပါနဲ့အများသုံး Wi-Fi တွေကိုသတိထားပြီးသုံးစွဲပါသင်ရဲ့ digital သွားလာမှုတွေကနေခြေရာကြံလေးရှိပါတယ်သင်ရဲ့ခလုတ်နှိပ်ခြင်း post တင်ခြင်းနဲ့လှုပ်ဆောင်မှုအလုံးကတဲလွန်စကြံရှိပါတယ်သတိထားပါမလိုလားအပ်တဲ့တဲလွန်စတွေကိုဖြတ်ပါလုံခြုံရေးစက်တွေနဲ့ဘလို့ထားတယ်ဆိုပေမဲ့ online မှာစစ်မှန်တဲ့လုံခြုံမှုမရှိတာကိုတော့သတိရပါonline မှာရှိတဲ့လူတိုင်းကိုမယုံကြည်လိုက်ပါနဲ့ပုံမှန်မဟုတ်တဲ့အချက်လက်တွေကိုမေးခွန်းထုတ်ပါမျှဝေတာတွေမလုပ်ခင်အချက်လက်တွေကိုပြန်လည်စစ်ဆေးပါအဖွဲ့အစည်းရဲ့နာမည်အတူကောက်တွေကိုအမြဲစစ်ဆေးပါလူပုဂ္ဂိုလ်ရဲ့အသေးစိတ်အချက်လက်တွေကိုမေးမြန်းပါသင်ရဲ့အတိုင်းဝိုင်းရဲ့အကူအညီနဲ့အချက်လက်တွေကိုစစ်ဆေးပါလိမ်လည်မှုတွေ website အတုတွေနဲ့အကြောင်းအရာအမှားတွေပုံမများပြားလာနေပါတယ်စိတ်လှုပ်ဆော်မှုပေးတဲ့ post တွေကအမှန်တွေမဟုတ်ပဲဆက်သွယ်လာအောင်ဖျားယောင်းတာဖြစ်နိုင်ပါတယ်မိမိတို့လက်ရှိနေထိုင်ရာဟာမိမိတို့အိမ်ပဲဖြစ်ပါတယ်ခက်ခဲတဲ့အချိန်တွေမှာတော့မိမိတို့အိမ်ဖြစ်လာအောင်ကိုယ်တိုင်ကြိုးပမ်းကြပါစို့ပူပေါင်းလှုပ်ဆောင်ခြင်းနဲ့ထိုင်းနိုင်ငံမှာနေထိုင်ရတဲ့ဘဝကိုပုံမတက်တောင့်တက်တာနဲ့လုံခြုံအောင်လုပ်ကြရအောင်ပါထိုင်းလူမျိုးတွေနဲ့မိတ်ဆွေဖြစ်အောင်ကြိုးစားပါအပြုံးဟာခင်မင်မှုရဲ့တကားပေါက်ဖြစ်ပါတယ်အင်ရှင်နိုင်ငံသားတွေနဲ့ရွှေပြောင်းအလုပ်သမားတွေရဲ့ခံစားချက်တွေကိုဂရုပြုပါမိမိတို့ရှိနေတာကသူတို့ရဲ့ဘဝနဲ့စီးပွားရေးကိုတက်ရောက်မှုရှိစေပါတယ်ဟန်ချက်ညီအောင်နေထိုင်ပါကွဲပြားမှုအပေါ်လေးစားမှုရှိပါမလိုလားအပ်တဲ့အပြုအမူတွေကိုရှောင်ရှားပါတတွေးထွေးတာအတန်ကျဲလောင်တာတရိษံတွေပေါ်ရက်ဆက်တာအမိုက်ပစ်တာလမ်းဘေးမှာအရက်တောက်တာနဲ့တခြားကိစ္စတွေကိုရှောင်ကျင်ပါယခုအခါသင်ရဲ့အိမ်ဖြစ်လာတဲ့ထိုင်းနိုင်ငံအကြောင်းကိုလေ့လာပါအိမ်မှာလိုပဲခံစားနိုင်စေဖို့ယဉ်ကျေးမှုလူပေါင်းအတိုင်းဝန်းနဲ့နိုင်ငံရေးကိုနားလည်အောင်လုပ်ပါမြန်မာနိုင်ငံနဲ့ရွှေပြောင်းမှုဆိုင်ရာအကြောင်းအရာတွေအပြင်ထိုင်းနိုင်ငံနဲ့သက်ဆိုင်တဲ့သတင်းတွေကိုလေ့လာပါထိုင်းဘာသာစကားအခြေခံကိုလေ့လာတာကအပြောင်းအလဲများစွာဖြစ်စေနိုင်ပါတယ်
သင်ရဲ့အခွင့်အရေးတွေကိုသိနာလည်ပြီးဥပဒေတွေကိုလေးစားပါရာဇဝတ်တရမအလုသမားကုန်သွယ်ရေးရင်လန်းအိမ်တွင်းအကြမ်းဖက်မှုညှဉ်းပန်းနှိပ်စက်မှုစန့်ကျင်ရေးနဲ့တခြားထိုင်းဥပဒေတွေကိုနားလည်အောင်လေ့လာပါတရားဝင်အခြေအနေရအောင်ရှောက်ထားဖို့ကြိုးစားပါယုံကြည်ရတဲ့သတင်းဌာနတွေကတရားဝင်သတင်းတွေနဲ့အပြောင်းအလဲတွေကိုသိရှိအောင်လုပ်ဆောင်ပါသင်တူတဲ့အထီးကျန်မဟုတ်ဘူးဆိုတာကိုသတိရပါ